မင်္ဂလာပါရှင်ကျမရဲ့ဖေပါကိုင်းဆိုင်နေတယ်ပေါ့နော်သူဝါသနာပါလို့သူလှုပ်ထားတာအပင်တွေကိုလည်းရှင်းထားတယ်မြက်တွေလည်းရှင်းထားတယ်ကိုကတမြုပ်မြုပ်နဲ့ကြည့်လိုက်တော့အေးချမ်းနေတာပဲတစ်ခါတလေကြာရင်ကိုနဲ့အိတ်လေးကြီးပဲကိုနဲ့အိတ်လေးပေါ်မှာတခါလေခြေထောက်ကလေးချိတ်ပြီးကိုလေးတမြုပ်မြုပ်နဲ့စားနေလိုက်တယ်အဲ့ကအမေနဲ့ရင်ဖြစ်ပြီဆိုတော့အဲ့ကိုင်းကိုဆင်းလာပြီသူဘာလုပ်လဲဆိုတော့အဲ့လိုတွေလုပ်တယ်ကျမဖေကိုရဲမပင်မပန်းမနဲ့နေစီချင်းပြီးအသက်တွေလည်းကြီးနေပြီပစံတွေလည်းအများကြီးရှာမယ်လို့လုပ်ထားရပေါ့နော်ဒါပေမဲ့ခုကြီးဒီပစံလည်းမရှာနိုင်သေးဘလောက်တာရလိုက်လဲကြည့်ကျမဒီလူတွေရိုက်ထားတာ तू ကသိမှာမဟုတ်ဒါ तू အာယုံနဲ့ तू ကလည်းကိုအာယုံနဲ့ကို